အဲဒီနေ့ကရှင်ကသူ့ရဲ့ဦးလေးနဲ့အတူငေါင်းမွေးမြူရေးလုပ်ဖို့အတွက်ရှေကန်ကိုပေါက်ပြားနဲ့တူးနေကြတာဖြစ်ပြီးတော့သူတို့ကမိုးရောက်သည်မရောက်ခင်ဒါကိုအပြီးသက်ရမှာပဲဖြစ်ပါတယ်။မြေကြီးခမမတွေကိုတူးနေရတာဖြစ်တာကြောင့်ရှင်နဲ့သူ့ဦးလေးကပင်ပန်းနေခဲ့ကြပါတယ်။ဒီလိုနဲ့နှစ်ယောက်သားဆက်တူးနေကြရင်နဲ့ရှင်ကမြေကြီးထဲကနေထိုးထွက်နေတဲ့အခေါင်းနဲ့တူတဲ့မြေသားမမာကိုတူးမိသွားပါတယ်။ဒါကြောင့်ရှင်ကချက်ချင်းပဲသူ့ဦးလေးကိုအတိပေးခဲ့ပါတယ်။ရှင်ညွန်ပြတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဦးလေးကအံ့ဩသွားခဲ့ပါတယ်။သူ့ဦးလေးကခဏလောက်စဉ်းစားပြီးတော့ငါတို့ဒါကိုတွက်ကြည့်တင်တယ်လို့ထင်တယ်ဆိုပြီးတော့ရှင်ကိုပြောလိုက်ပါတယ်။အဲ့ဒီကုန်းကမူကြီးကရှုံ့တွေအများကြီးနဲ့ဖုံးနေတာကြောင့်ရှင်နဲ့သူ့ဦးလေးကဓာကြီးကိုမပြီးတော့ဘေးဖယ်ထားလိုက်ပါတယ်။ဖုံးထားတဲ့အရာအောက်ကနေထွက်လာတဲ့အရာကိုကြည့်လိုက်တဲ့အခါမှာတော့ရှင်နဲ့သူ့ဦးလေးကအံ့ဩသွားခဲ့ပါတယ်။ရှင်ရဲ့ဦးလေးကဘလူလူကများဒီရုပ်ထုကိုဒီလိုအောက်ကိုဆွန့်ပြရတာလည်းမသိဘူး။ရုပ်ထုရဲ့မျက်နှာကလှပတဲ့အမျိုးသမီးရဲ့မျက်နှာပုံစံမျိုးထုစစ်ထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့တူးရင်းနှစ်ယောက်ကဒီရုပ်ထုကဘယ်ကနေလာလဲဆိုတာကိုအရင်သိချင်ခဲ့ကြပါတယ်။ဦးလေးကရုပ်ထုကိုအနိကကြည့်လိုက်ပြီးတော့ဒီရုပ်ထုကိုတူးဖို့ရန်ကူညီဖို့အတွက်ပြောလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားတူးကြရင်နဲ့ရုပ်ထုကတန်ဖိုးကြီးမယ်လို့ယုံကြည်နေခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့ရှုံတွေအောက်ကနေရုံလုံးပေါ်လာခဲ့ပြီးတော့အဲ့ဒါကလှပတဲ့အာရှသူအမျိုးသမီးတယောက်ရဲ့ရုပ်ထုပဲဖြစ်နေခဲ့ပါတယ်။နှစ်ယောက်ကရုပ်ထုကိုဆွဲမလိုက်ပြီးတဲ့နောက်ဒီရုပ်ထုကအရန်ကိုလှနေတာကြောင့်ရှင်ကအံ့ဩသွားခဲ့ရပါတယ်။ဦးလေးကရုပ်ထုကိုရုတ်တရက်တေချာကြည့်လိုက်ပြီးတော့ရုပ်ထုရဲ့မျက်လုံးကိုကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်တုန်လှုပ်သွားပြီးတော့မျက်လုံးတွေပြူးကျဲသွားခဲ့ပါတယ်။သူဒီလိုမျိုးရုတ်တရက်နောက်ကိုဆုပ်လိုက်တာကရှင်ကိုလည်းလန့်သွားစေခဲ့ပါတယ်။ဦးလေးကအတန်တုန်တုန်ရင်နဲ့ငါတို့တေရတော့မယ်ဆိုပြီးတော့ရှင်ကိုပြောလိုက်ပါတယ်။ရှင်ကသူ့ဦးလေးဘာဖြစ်သွားလဲဆိုတာကိုနားမလည်ခဲ့ပါဘူး။ဦးလေးကရှင်ကိုဒီရုပ်ထုကိုတောနက်ထဲမှာသွားထားဖို့အတွက်တုံ့လှုပ်တဲ့လေသံနဲ့ပြောနေခဲ့ပါတယ်။ရှင်ကစိတ်ရှုပ်ထွေးနေခဲ့ပေမဲ့လည်းဦးလေးဖြစ်သူရဲ့စကားကိုနားထောင်ပြီးတော့စွန့်ပစ်ဖို့ကိုပဲလုပ်ခဲ့ပါတယ်။ပြီးတော့သူ့ဦးလေးကိုဘာဖြစ်လို့လဲဆိုပြီးတော့မေးမြန်းခဲ့ပါတယ်။သူ့ဦးလေးကဘာမှပြန်မပြောဘဲနဲ့ဒါကိုမြင်မြုပ်ပစ်ဖို့ပဲပြောခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားတောနက်ထဲကိုသွားခဲ့ကြပြီးတော့ဒီရုပ်ထုကိုမြုပ်ဖို့အတွက်ကျွန်းတူးခဲ့ကြပါတယ်။ဦးလေးကရုပ်ထုကိုပြန်ဖုံးလိုက်ပြီးတော့ဒီလိုပြန်မြုပ်နေတဲ့အချိန်မှာလေသူ့ရဲ့ကြောက်ရွံ့မှုကရက်တံမသွားခဲ့ပါဘူး။သူကသူ့ရဲ့ပင့်သက်တွေအောက်မှာခွက်လွတ်ပြီးဖို့ကိုပဲတောင်းဆိုနေခဲ့ပါတယ်။ရုပ်ထုကရှုံ့နေနဲ့ပြန်ဖုံးသွားခဲ့ပါတယ်။ရှင်ရဲ့ဘဝမှာသူ့ရဲ့ဦးလေးဒီလောက်ထိကြောက်နေတာကိုတခါမှမမြင်ခဲ့ဘူးပါဘူး။ရုပ်ထုကိုပြန်မြုပ်လိုက်ပြီးတဲ့နောက်မှာတော့နှစ်ယောက်သားကအိမ်ကိုခက်မြန်မြန်ပဲပြန်လာခဲ့ကြပါတယ်။အဲဒီညကမမျော်လင့်မဲ့နဲ့ရာသီဥတုကအေးနေခဲ့ပြီးတော့လေအေးတွေကလည်းတိုက်ခတ်နေခဲ့ပါတယ်။ဦးလေးကအိမ်နေရင်နဲ့အပြင်ဘက်ကနေခြေတန်းကြတာကြောင့်ရုတ်တရက်သူ့ရဲ့မျက်လုံးတွေပွင့်လာခဲ့ပါတယ်။ဦးလေးကသူ့အမျိုးသမီးမနူအောင်တလန်းချင်းလျှောက်သွားပြီးတော့လိုက်ကာကိုဖယ်လိုက်ကအပြင်ကိုကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့တူရှင်ကအိမ်တကားကိုဖွင့်နေတာကိုတွေ့လိုက်ရပြီးတော့အိမ်နေရင်နဲ့လမ်းလျှောက်သလိုမျိုးလျှောက်သွားနေတာကိုတွေ့လိုက်ရပါတယ်။ရှင်ကညဘက်ကြီးအပြင်မှာဘာလုပ်နေလဲဆိုပြီးတော့သူ့ဦးလေးကအံ့ဩသွားခဲ့ပါတယ်။ဆိုရတာတခုခုဖြစ်မှဆိုတာကြောင့်သူ့ဦးလေးကအပေါ်တဲ့အင်ဂျင်ကိုဝတ်ပြီးတော့ရှင်နောက်ကိုလိုက်သွားခဲ့ပါတယ်။ဦးလေးကရှင်ထူးထူးဆန်းဆန်းပြုတ်မှုနေရာတွေကိုတန်တရားရှိနေခဲ့ပါတယ်။ဘယ်ဘက်တကားကပွင့်နေခဲ့ပြီးတော့တကားကိုတော့ပြန်မပိတ်ပဲနဲ့ရှင်ကအိမ်အပြင်ကိုထွက်သွားခဲ့တာပါ။အဲ့ဒီအချိန်ကလမ်းပေါ်မှာတယောက်မှရှိမနေခဲ့ပဲနဲ့အမောင်တို့နဲ့တိတ်ဆိတ်ချင်းကသာကြီးစိုးနေခဲ့ပါတယ်။ဦးလေးကသူ့တူရှင်ကိုများတွေ့ရမလားဆိုပြီးတော့လမ်းတောက်မှန်သမျှကိုလိုက်လံစစ်ဆေးကြည့်နေခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ခေါင်းထဲကိုကြောက်စရာအတွေးပေါင်းစုံကဖြတ်ပြေးနေခဲ့ပါတယ်။သူကတောအုပ်ထဲကိုမြင်မြန်ပဲသွားခဲ့ပြီးတော့နေမထွက်ခင်ရှင်ကိုရှာတွေ့ရမှာဖြစ်တာကြောင့်ဦးလေးရဲ့မျက်နှာကဖြော့တော်နေပြီးတော့ကြောက်ရွံ့မှုအပြည့်ဖြစ်နေခဲ့ပါတယ်။သူထင်တာမှန်နေခဲ့ပြီးတော့ရှင်ကသူတို့မြုပ်ထားတဲ့ရုပ်ထုနာမှာထိုင်နေတာကိုတွေ့ခဲ့ရပါတယ်။ရှင်ကဒူးထောက်လိုက်ပြီးတော့တခုခုကိုတူးနေတာကိုတွေ့လိုက်ရပါတယ်။ဦးလေးကရှင်ကိုခဏလောက်ရက်ကြည့်နေခဲ့ပြီးတော့သူ့ကိုခေါ်ခဲ့ပေမဲ့ပြန်မထူခဲ့ပါဘူး။ဒါကြောင့်သူကတဖြည်းဖြည်းချင်းနဲ့အနားကိုတူးကပ်သွားခဲ့ပါတယ်။မြေကြီးကိုတူးဖော်ထားခဲ့ရတာကြောင့်ကြောက်စရာကောင်းစွာရှင်ရဲ့လက်နက်ဖက်လုံးကသွေးတွေနဲ့ရဲနေခဲ့ပါတယ်။ရုပ်ထုကရုံလုံးပေါ်လာတဲ့အချိန်မှာဦးလေးကရှင်ကိုရက်ဖို့အတွက်ကြောက်ကြောက်လန့်လန့်နဲ့အော်ပြောခဲ့ပါတယ်။ဘလို့ပဲဦးလေးကတားဖို့ကြိုးစားခဲ့ပေမဲ့လည်းရှင်ကဇက်တိုက်ကိုတူးနေခဲ့တာပါ။သူ့ရဲ့မျက်နှာကလည်းတခုခုကိုရှာဖွေနေတယ်လို့မျိုးကြောက်စရာကောင်းလာခဲ့ပါတယ်။ဦးလေးကခက်မြင်မြန်ပဲရှင်ကိုဆွဲထုတ်လိုက်ပြီးတော့ဒီတစင်ရုပ်ထုဘေးကနေအဝေးကိုဆွဲခေါ်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်းထူးဆန်းစွာနဲ့ရှင်ကရုပ်ထုကိုကြည့်ကနာကျင်စွာနဲ့အော်နေခဲ့ပြီးတော့သူ့ဦးလေးကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။ရှင်ကရုပ်ထုကိုကြည့်ကဆူဆူရွရွကိုအော်ဟစ်ခဲ့ပြီးတော့သူ့ရဲ့မိန်းမဆိုပြီးတော့အော်ခေါ်နေခဲ့တာပါ။သူ့ရဲ့အော်တန်ကညနေချိန်မှာတောရဲတခွင်ကိုပဲတင်ထန်နေခဲ့ပါတယ်။အိမ်လေးထဲမှာတော့ရှင်ကထူးဆန်းနေခဲ့တာကြောင့်ဦးလေးနဲ့အတော်ကအံ့ဩတုန်လှုပ်နေခဲ့ကြပါတယ်။သူကအိယာပေါ်မှာထိုင်ကခေါင်းအုံကိုသူ့ရဲ့ချစ်သူလိုမျိုးပြုံးကပျော်ပျော်ကြီးဖတ်နေခဲ့ပါတယ်။ဒီတော့ဦးလေးကရွေးချယ်စရာမရှိတော့ဘဲနဲ့ဒီတစေရုပ်ထုအကြောင်းကိုသူ့ရဲ့မိန်းမကိုပြောပြလိုက်ပါတယ်။ဒါကိုကြားတဲ့အချိန်မှာအမျိုးသမီးကသူ့မရဲ့မျက်နှာကကြောက်ရွံ့မှုကိုမဖုံးနိုင်ခဲ့ပဲနဲ့ဒါကပြီးခဲ့တဲ့နှစ်တွေကရွာသားတွေပြောနေတဲ့ဝိညာဉ်တွေကိုဖန်ဆားတတ်တဲ့ရုပ်ထုဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မိခဲ့ပါတယ်။ရှင်အခုလိုဖြစ်နေပုံအရာဆိုရင်ရုပ်ထုနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေကအမှန်ပဲဖြစ်ပါတယ်။ရုပ်ထုကလူငယ်လေးတွေရဲ့ဝိညာဉ်ကိုဦးတီကဖန်ဆားတတ်တာပဲဖြစ်ပါတယ်။အမျိုးသမီးကသူ့ရဲ့ဘူဝေးတွေတင် जा အသုံးပြုခဲ့တဲ့ရှင်းစီကနေဒီမကောင်းဆိုးဝါးဝိညာဉ်ကိုဖယ်ရှားဖို့အတွက်ခွေးနဲ့တကောင်ကိုရှာလာခဲ့ဖို့သူ့ရဲ့အမျိုးသားကိုပြောလိုက်ပါတယ်။သူကကြီးမားတဲ့ခွေးနဲ့ကြီးတွေကိုအလေးထားယူဖို့ပြောခဲ့ပြီးတော့ဒါကဂါရာအတွက်ပိုပြီးစွမ်းထက်တယ်လို့ပြောခဲ့ပါတယ်။ဦးလေးကချက်ချင်းပဲရွာအနီးနားကိုသွားခဲ့ပြီးတော့အနှဲ့ရောင်ခွေးကြီးတွေကိုရှာဖွေခဲ့ပါတယ်။ခွေးကရှင်ထိုင်နေတဲ့ဂရင်မော်ကိုစိုက်ကြည့်လိုက်ပြီးတော့တစုံတစ်ခုကသူ့ရဲ့အာယုံကိုဖန်ဆားလိုက်တယ်လို့မျိုးရှမ်းမှုနေခဲ့ပါတယ်။သူကကျေလောင်စွာထိုးအောင်နေခဲ့ပြီးတော့အိမ်ထဲမှာတင်းမာတဲ့လေတူကြီးကကြီးဆိုးသွားခဲ့ပါတယ်။ရှင်ကအကူအကယ်မဲ့စွာကြောက်ရွံ့နေခဲ့ပြီးတော့ခေါင်းအုံးကိုဖက်ကအနောက်ကိုဆုတ်သွားခဲ့ပါတယ်။ရှင်ကကြောက်ရွံ့လွန်တာကြောင့်အုံငုံခဲ့ပြီးတော့မေးလဲသွားတဲ့အခါမှာခွေးနဲ့ကြီးကလည်းဟောင်းလာရက်သွားခဲ့ပါတယ်။အတော်ကစိုးရိမ်သွားခဲ့ပြီးတော့ရှင်ကိုစစ်ဆေးကြည့်ခဲ့ပါတယ်။သူမကရှင်ရဲ့နာမည်ကိုခေါ်နေခဲ့ပြီးတော့သူပြန်နိုးလာဖို့ကိုပဲဆူတောင်းနေခဲ့ပါတယ်။ဦးလေးကလည်းသူ့ရဲ့မျက်နှာပေါ်ကအကြောက်တရားကိုမဖုံးကွယ်နိုင်ခဲ့ပါဘူး။ကံကောင်းစွာနဲ့ရှင်ကပြန်နိုးလာခဲ့ပါတယ်။အတော်ကတော့သူ့အသက်ရှင်လျက်ပြန်နိုးလာတာကြောင့်အရန်ကိုပျော်သွားခဲ့ပြီးတော့ရှင်ကလုံးဝကိုအံ့ဩနေတဲ့ပုံစံနဲ့ဘာတွေဖြစ်ခဲ့ရလဲကျွန်တော်ကဘာလို့ဒီမှာလဲနေရလဲဆိုပြီးတော့မေးခဲ့ပါတယ်။သူကကြီးမားတဲ့နာကျင်မှုကိုခံစားရတာကြောင့်ညှိတွားနေလိုက်ပြီးတော့သူ့ရဲ့လက်ကိုကြည့်လိုက်တဲ့အချိန်မှာတော့အသားရိပ်ပေါက်ပြေကသွေးအလင်းလင်းဖြစ်နေတဲ့သူ့ရဲ့လက်ကိုတွေးလိုက်ရတာကြောင့်အံ့ဩသွားခဲ့ပါတယ်။လက်ထိပ်တွေကလည်းရောင်ရမ်းကသွေးတွေပြေးချန်နေခဲ့ပါတယ်။ဦးလေးနဲ့အတော်ကသူ့ကိုကြည့်လိုက်ပြီးတော့သူဘာတွေလုပ်ခဲ့လဲဆိုပြီးတော့မေးခဲ့ပေမဲ့သူကိုယ်တိုင်တော့ဒီလိုဆိုးရတဲ့အခြေအနေမျိုးမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုအတိအကျမမှတ်မိနိုင်ခဲ့ပါဘူး။သူကသူမြင်မှတ်ခဲ့တဲ့အိမ်မက်တစ်ခုကအတွေးထဲကိုရောက်လာပြီးတော့သူကဒါကိုပြန်တွေးကသူ့ဦးလေးကိုပြောပြလိုက်ပါတယ်။အမျိုးသမီးတယောက်ရဲ့အတန်ကိုကြားတာကြောင့်သူနိုးလာခဲ့ပြီးတော့အတန်ရဲ့ပဲ့တင်ထက်တန်ကသူ့ရဲ့သိကျင်စိတ်ကိုနှိုးဆော်ခဲ့ပြီးတော့သူမသိလိုက်ခင်မှာပဲအတန်နောက်ကိုလိုက်သွားခဲ့ပါတယ်။အတန်ရဲ့ဆွဲဆောင်မှုကြောင့်တကားကိုဖွင့်ကအပြင်ကိုထွက်လိုက်ပါတယ်။အဲ့ဒီအချိန်ထူးဆန်းတဲ့တစုံတစ်ခုကသူ့ကိုဒီလိုလုပ်ဖို့အတွက်တွန်းအားတွေပေးနေခဲ့ပါတယ်။အဲ့ဒီနောက်သူကအသိစိတ်ကိမ်းမဲ့နေတဲ့သူတယောက်လိုသူနဲ့သူ့ဦးလေးဟိုနေ့ကသွားခဲ့တဲ့တောအုပ်စီကိုရှောက်သွားခဲ့ပါတယ်။တောအုပ်ထဲရောက်တဲ့အချိန်မှာရှင်နဲ့သူ့ရဲ့ဦးလေးတို့မြုပ်ခဲ့တဲ့ရုပ်ထုနာမှာအရေးတစ်ခုကိုတွေးလိုက်ရပါတယ်။သူမကလေထဲကနေအစိမ်းရောင်အငွေတွေကိုထုတ်လွှတ်နေခဲ့ပါတယ်။အဲဒီနောက်အမျိုးသမီးကရှင်ရဲ့အနာကိုတိုးကပ်သွားကသူ့ရဲ့မျက်နှာကိုထိတွေ့နေခဲ့ပြီးတော့တွေးဆောင်နေခဲ့ပါတယ်။ရှင်ကလည်းဒါကိုသဘောကျနေခဲ့ပါတယ်။အမျိုးသမီးကရှင်ရဲ့နောက်ကနေလှုပ်လို့မရအောင်သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားကသူမရဲ့မွေးတကောင်လိုရှာနဲ့ရှင်ရဲ့လယ်ပင်ကိုထိနေခဲ့ပါတယ်။အဲ့ဒီနောက်အမျိုးသမီးရဲ့ကြောက်စရာကောင်းတဲ့ဝါထိန်ပြီးတော့ခြုံထက်နေတဲ့သွားရီထွက်လာခဲ့ပြီးတော့သူ့ရဲ့လေပင်ကိုကိုက်ခံလိုက်ရပါတယ်။အဲ့ဒီနောက်ရှင်ကလုံးဝကိုအထိတ်ချုပ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ခဏအကြာမှာတော့ခွင်းနဲ့ကြီးပေါ်လာပြီးတော့ကျေလောင်စွာဟောင်နေတဲ့အတန်ကြောင့်နှစ်ယောက်စလုံးကြောက်ရွံ့သွားခဲ့ကြပါတယ်။အဲ့ဒီနောက်တရေမှလည်းဒီကြောက်စရာအခြေအနေကြောင့်ရှင်ကိုထားခဲ့ပြီးတော့တောအုပ်တွေကိုရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်။ရှင်ကသူ့ရဲ့ကြောက်စရာအိမ်မက်ဆိုးကြီးကိုပြန်ပြပြတဲ့အခါမှာကြောက်ရွံ့နေခဲ့ပေမဲ့လည်းဘာမှမလုပ်နိုင်ဖြစ်ခဲ့ရပါတယ်။အတော်ကရှင်ကိုဒါကအိမ်မက်မဟုတ်ကြောင်းနဲ့အပြင်မှာသူတကယ်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အခုရှင်ဒီမှာရှိနေတယ်ဆိုတာကလည်းသူ့ရဲ့အမျိုးသားကရှင်ကိုတောရဲကနေအိမ်ကိုပြန်ခေါ်ခဲ့တာဖြစ်တယ်လို့ပြောပြနေခဲ့ပါတယ်။ထို့အခါဦးလေးကကြောက်ရွံ့မှုအပြည့်နဲ့ရိုးရဒဏ္ဍာရဲ့အရာဒီတရေမကရုပ်ထုထဲမှာနေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရှင်နားမလည်နိုင်တာကတရေမကဘာလို့သူ့ကိုပြင်မှတ်ထားရတာလဲအရင်ကဒီအမျိုးသမီးမှာဘာတွေဖြစ်ခဲ့လို့လဲဦးလေးနဲ့အတော်ကရောဒီအမျိုးသမီးရဲ့အကြောင်းကိုဘာလို့သိနေရတာလဲထို့အခါဦးလေးကရုပ်ထုရဲ့ဒဏ္ဍာရဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်
သူကလေးဘွားတော်ကရွာမှာရှိတဲ့လှပရိတ်မုံဆိုးမတယောက်ဟာသူ့အိမ်နာဖြတ်သွားတယ်ဘလို့အမျိုးသားကိုမဆိုသူမရဲ့စကလုံးလှလှလေးတွေနဲ့ဆွဲဆောင်တတ်ပါတယ်။ဒါကြောင့်ရွာမှာရှိတဲ့အမျိုးသားတွေဟာသူမကိုသဘောကျကုန်ကြပါတယ်။ဒါကြောင့်ပဲသူတို့ဟာသူတို့ရဲ့မိန်းမတွေနဲ့မိသားစုတွေကိုလွတ်လွတ်ရှုကထိုငယ်ရွယ်ပြီးတော့လှပတဲ့ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးကိုပဲသူတို့မှရှိတဲ့အရာမှန်သမျှကိုပေးကမ်းကြပါတော့တယ်။ရွာထဲမှာရှိတဲ့အမျိုးသမီးတွေဟာသူမတို့ရဲ့မိသားစုတွေကွဲကွာကြတာသူမကြောင့်ဆိုပြီးတော့သူမကိုအကာတာတွေထားလာကြပါတယ်။တနေ့မှာတော့သူတို့ဟာထိုးလှပတဲ့မိုးဆိုးမရဲ့အိမ်ရှိမှာအော်ဟစ်တောင်ချမ်းခဲ့ကြတာကြောင့်သူမကပုံနေခဲ့ရပါတယ်။ညတကောင်လောက်ရောက်တဲ့အချိန်မှာတော့သူတို့ကသူမရဲ့အိမ်ကိုမိရှို့ခဲ့ကြပြီးတော့အိမ်လေးဟာမျက်စိတမိတ်အတွင်းမှာပဲလှိမ့်မြန်စွာလောင်ကျွမ်းသွားခဲ့ပါတယ်။ဘသူကမှလည်းသူမရဲ့တည်ဆုံမှုကိုအရေးတယူမရှိကြဘဲနဲ့မကြခင်အချိန်မှာပဲမိမိပြပြောက်ဖြစ်သွားခဲ့ကြပါတယ်။တညမှာတော့အရက်တောက်ထားတဲ့အမျိုးသားတစ်ယောက်ဟာတရင်တရိုင်နဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်ကြောက်စရာပုံရိပ်တစ်ခုကထိုသူရဲ့အနာကိုတဖြည်းဖြည်းချင်းတိုးကပ်လာခဲ့ပါတယ်။သူကလည်းလန့်သွားတာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပြီးတော့ထိုအရာကြီးကမီးလောင်ခံထားရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။သူမရဲ့ခေါင်းကမီးလောင်တရားကြောင့်စပင်အနှင်းငယ်သာရှိနေခဲ့ပါတယ်။သူမရဲ့မျက်လုံးကြီးတွေကပြူးကျနေခဲ့ပြီးတော့ပါးစပ်အကျယ်ကြီးကိုဟာကတခုခုကိုပြောချင်နေတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ဒါကထိုအမျိုးသမီးရဲ့ဝိညာဉ်ဖြစ်ကြောင်းကိုရွာသားတွေသိသွားကြတဲ့အခါမှာတော့ထိုဝိညာဉ်ကိုအဝေးပို့ပစ်ဖို့အတွက်နတ်ဆရာကိုဖိတ်ခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီအရာကအလုံးမဖြစ်ခဲ့ပဲနဲ့သူမပုံစံကပိုပြီးတော့ကြောက်စရာကောင်းလာခဲ့ပြီးတော့ထိုတရေမကညနေတကောင်အပြင်ထွက်တဲ့အမျိုးသားတွေကိုပြစ်မှတ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတရေမကခွေးနဲ့ကြီးတွေကိုတွေ့တဲ့အခါမှာတော့အဝေးကိုထွက်ပြေးသွားတတ်ပါတယ်။ထိုတရေမရဲ့အားနည်းချက်ကိုတည်သွားကြတဲ့ရွာသားတွေဟာသူတို့ရဲ့မိသားစုတွေကိုကာကွယ်ဖို့အတွက်ခွေးနဲ့တွေကိုမွေးခဲ့ကြပါတယ်။ဒါကပဲရွာထဲမှာဘာလို့ခွေးနဲ့တွေရှိနေရတာလဲဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ဒီလိုမုန်းတီးမှုတွေကြောင့်ပဲမုတ်ဆိုးမရဲ့ဝိညာဉ်ကအမျိုးသားတွေကိုပုံမပြီးပြစ်မှတ်ထားလာခဲ့ပါတယ်။သူမကသူမရဲ့အလှကိုကြိုင်ရှိစေချင်တာကြောင့်သူမကိုသူမတည်စီလောက်တဲ့ကျင်စာကိုတိုက်လိုက်ပြီးတော့ရုပ်ထုအဖြစ်ကိုအသွင်ပြောင်းခဲ့ပါတယ်။ဒီရုပ်ထုရဲ့6လန့်ခြင်းကိုအမျိုးသားအများစုကကြုံတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။အဲ့ဒီကလေးကဒီမုတ်ဆိုးမရုပ်ထုရဲ့ဒဏ္ဍာရီကလည်းပေါ်ပေါက်လာခဲ့ပါတယ်။ဦးလေးရဲ့စကားအဆုံးမှာတော့နေဟာလည်းထွက်လာခဲ့ပါတယ်။ရွာသားတွေကြောက်ရွံ့မှဆိုတာကြောင့်ထို့အကြောင်းကိုတော့ဦးလေးကဘယ်သူ့ပုံမှမပြောခဲ့ပါဘူး။ထို့အချိန်ကစပြီးတော့ဦးလေးဟာသူ့ရဲ့သားတွေကိုဒီရုပ်ထုမြုပ်ထားတဲ့နေရာကိုမသွားဖို့အတွက်သတိပေးခဲ့ပါတော့တယ်။ဗီဒီယိုလေးတွေကို Universe TV ရဲ့ TikTok, YouTube, Telegram စတဲ့နေရာတွေကနေလည်းကြည့်ရှုလို့ရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။